Hey, အားလုံးနောက်ဆုတ်ကြစမ်းဒါဘာဖြစ်နေကြရလဲအရှိဘက်သို့မဲနေကြသောလူအုပ်ကြီးအာယုံကအနောက်ဘက်မှအတန်းရှင်စီရောက်သွားသည်ဥပြီးပြောင်ပြောင်တငန်းဝတ်ဖြစ်ရဟန်းပြိုတပါအသားညွညွအရက်၅ပေ၅လက်မှခနာကိုကတေးသေးတွဲဟာဥပညာအကြောင်းသိကြသောချမ်းသာရထုံကုန်းမှလူများကအရှဲကနေဖြစ်သွားကြ၏မိသည့်ရက်ကလာမှန်းမသိပဲဒုတ်သားများကင်ဆောင်ထားကြသောလူ၁၀ယောက်ခန့်ကသာရဟန်းပြိုကြောင်ကြည့်နေကြသည်ဒါဘာဖြစ်နေကြရလဲလို့မေးနေတယ်လေတကားတို့ဒါနဲ့ဒီရှင်တကာကြီးဥတန့်ရောလူကြီးဝိုင်းခံနေရသောအိမ်ထဲမှာအသက်50ခန့်လူကြီးတူလက်အုပ်ချီလျက်ထွက်လာသည်သူ့နောက်တွင်အသက်20ခန့်အပြိုမာလေးတူကတုံတုံရီဖြစ်ကတ်လိုက်လာသည်တပည့်တော်တို့ရှိပါတယ်ဦးစင်ကြောက်လုံးလို့ပုံနေကြတာပါဦးစင်လေးကဒုတ်ဓားကင်ထားသောလူများဘက်သို့လှည့်လိုက်သည်ကဲဒီကတကားတို့ဘာဖြစ်လို့လက်နက်တွေနဲ့အိမ်ကိုဝိုင်းနေကြရလဲတကားတို့ကဘယ်ရလဲလူအုပ်ထဲမှအင်ချီပလာချင်းနှင့်ရှမ်းမောက်မီဝတ်ထားသောလူကဦးစင်းလေးရှိသို့ရက်လိုက်သည်သူ့လက်ထဲတွင်လည်းဓာတ်လုတ်ကိုကင်ထား၏တပည့်တော်ကစိန်မန်းကပေါက်ကြော်ကြီးပါဖေ။မန္တလေးကဗမာတွေကိုတတ်ဖို့လှုံ့ဆော်မဲ့ရန်ကုန်ကကလာတယောက်ဒီအိမ်မှာရောက်နေတဲ့တည်င်းရလို့လာဝိုင်းကြတာပါဦးစင်းလေးစိန်မန်းရမှာပေါက်ကြော်ကြီးဆိုသည်နှင့်လာရောက်ဆက်စုသောလူအုပ်ကအလံတကြားဖြစ်သွားရပြန်သည်စိန်မန်းပေါက်ကြော်ကြီးတာယာဝတီမင်းလက်ထက်ကြေးတိုက်တော်သူတက်ကြီးမောင်လာ၏အဆန်အနွယ်ရှင်ဘရင်လက်ထက်မျိုးရိုးစင်ဆက်ပကွက်အာနာသားလုပ်ခဲ့သူများမှဆင်းသက်လာသူပထမကဘာစစ်ပြန်စစ်သားတူကိုခန့်ပညာကျွမ်းကျင်ပြီးလက်ရဲဇက်ရဲတရဲဖြက်ရဲလူမိုက်ဟုနာမည်ကြီးသူကလုံးဦးစိုး၏မျိုးချစ်ပါတီဝင်ဖြစ်ပြီးမန္တလေးဝရင်တုတ်တက်များ၏ဘိုးဟုဘွဲ့ခံနေသူလည်းဖြစ်၏လူအုပ်ကြီးကပေါက်ကျော်၏နာမည်ကြားသည်နှင့်အထိတ်တလန့်ဖြစ်နေတော့လဲဦးစင်းလေးကိုပညာကမူခက်အေးအေးပင်ဟေးဒီမက်တကဒီချမ်းသာရထုံးကုန်းနဲ့ပလိုင်းရက်မှာကျုပ်တို့ဖုံးကြောင်းနေလဲအများကြီးပါဒီကိစ္စမျိုးတကယ်ဖြစ်လာတယ်ဆိုရင်တော့ကျုပ်တို့အရက်ကလူတွေအရင်သိတင်တာပေါ့အခုတော့ဗာမန်းတေချာမသိပဲကျုပ်တို့အရက်သားတယောက်ရဲ့အိမ်ကိုဝိုင်းနာဝန်းနာမျိုးတော့ဦးစင်းတို့လက်မခံဘူးမောင်ဦးစင်းဘာသိလဲဖေရန်ကုန်မှာကလားတွေတက်လို့ဗမာတွေသိကုန်ပြီဒီရန်ကုန်ကလာတဲ့ကလားကိုထုတ်ပြီးရင်ပြီးပြီဖေကျန်တဲ့သူကိုတပည့်တော်တို့ဘာမှမလုပ်ဘူးတကားတို့ဒီတရင်ကိုဘယ်ရကြတာလဲတကားကြီးဦးတန်းစီ